ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် essential grammar and use အဲ့ဒီထဲက pronouns ကြောင်းသင်ပေးမှာပေါ့နော် unit 59ကနေပြီးတော့ unit 64အထိလုပ်လို့ရအောင်ပေါ့နော်ကျွန်တော်ကဒီစာအုပ်ထဲကအတိုင်းအတိအကျကြီးပြောတာတော့မဟုတ်ဘူးပေါ့စာအုပ်ထဲကအတိုင်းဣတိမရွေးရှင်းပြတာထက်ကျွန်တော်ရှင်းပြလိုက်တဲ့ရှင်းလင်းချက်ကိုနားထောင်ပြီးတာနဲ့ကိုယ့်အကိုဒီအထက်ကလေ့ကျင့်ခန်းတွေလုပ်လို့ရအောင်တော့ရည်ရွယ်တာပေါ့နော်ဒီထက်ကရှင်းလင်းဖို့လိုတဲ့စာကြောင်းတွေဆိုလို့ရှိရင်လည်းကျွန်တော်ထုံနှုတ်ပြီးတော့ပြပြီးတော့ကျွန်တော်ရှင်းလင်းသွားမှာဖြစ်ပါတယ်ဆိုတော့ pronounce အကြောင်းလေးကိုကျွန်တော်တို့စပြီးတော့ကြည့်ရအောင်ပေါ့နော် screen share ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ pronounce တွေကိုလေ့လာကြမယ်ပေါ့လေဆိုတော့ဒီမှာဆိုရင်ခေါင်းစဉ်ကြီးခုနှစ်ခုကိုတွေ့ရတယ်အဲ့တော့အခြေခံအခုမှစတင်တဲ့ကျောင်းသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာမှတော့မသိရသေးဘူးပေါ့နော်ခေါင်းစဉ်တွေအရင်များလာကြည်လားဆိုပြီးတော့ကြောက်သွားတတ်တယ်ဒါပေမဲ့မကြောက်ပါနဲ့ဒါကတော့ဒါတွေရှိရဆိုပြီးတော့တည်တင်လို့ပြတဲ့ဟာတွေပေါ့လေဒါတွေခေါင်းစဉ်တွေမမှတ်မိလဲဘာမှမဖြစ်ဘူးဒီ pronounce တွေမှာပါတဲ့ဟာတွေဒါတွေက pronounce တွေပါလားလို့သင်ရပြီပေါ့နော်အဲ့တော့မှတ်ဖို့မလိုဘူးလားဆိုရင်တော့ဒီဟာကတော့မှတ်ဖို့တော့လိုတာပေါ့လေတည်ထားတော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီအခြေခံ level အဆင့်ရယ်ပြီးရင်ကျွန်တော်တို့သွားကျင်တဲ့ပုံစံလမ်းကြောင်းတွေပေါ့နော်အဲ့ဒါနဲ့ဆိုလို့ရှိရင်တော့တော်တော်ဆရာတော့မသိလဲဒီဟာတွေအကုန်လုံးမှတ်မိလဲဘာမှမဖြစ်ဘူးအဓိကတော့ကျွန်တော်ပြောချင်တဲ့ဟာဒီထဲမှာပါတဲ့ဟာတွေ pronounce တွေဒီထဲမှာဒါ pronounce တွေပါလားလို့သိလိုက်ရပြီပေါ့နော်များသောအားဖြင့်လဲအခုသင်ပေးလိုက်မဲ့ဟာတွေကတော်တော်များများကသိပြီးသားတွေပါပေါ့နော်ခေါင်းစဉ်သာထပ်ခွဲလိုက်တာပေါ့လေနော်အဲ့တော့ကြည့်ရအောင် personal pronouns ဆိုတာဘာတွေလဲပြီး possessive pronouns ဘာတွေလဲပြီး reflexive pronouns demonstrative pronouns interrogative pronouns relative pronouns indefinite pronouns အဲ့တော့ကျွန်တော်တို့စကြည့်အောင်ကျွန်တော်အကြောင်းသားတွေကိုသင်လို့ရှိရင်အကြောင်းသားတွေကိုမှတ်ခိုင်းတဲ့အခါမှာဒီလိုပုံစံလေးတိုင်းမှတ်ခိုင်းတယ်ဒီလိုတန်းလိုက်ပေါ့နော်ရည်ပြင်းကြီးတိုင်းမှတ်ခိုင်းတယ် I we you he she they it you ကတော့အနည်းလေးယူအများလေးယူပဲမလို့သူကတော့တထန်းနဲ့ပေါင်းထည့်ထားလိုက်တာပေါ့နော်ဒီအထိကသူကအတူတူပဲအနည်းအောင်များအောင်ဒီအောင်နာလေးရောက်သွားတော့မှဒါသူကအနည်းနဲ့အများကအနည်းကွာသွားတာပေါ့နော်အဲ့တော့ဒါကကြတော့သူက I အတန်းဒါကကြတော့ we အတန်းဒါက you အတန်းဒါက he အတန်းဒါက they အတန်းဒါက it အတန်းဒီဟာကြတော့ subject အတန်းပြောရင်ရှုပ်သွားလားရှုပ်နေနော်ဒါကသူကကျွန်တော်တို့စာကြောင်းတစ်ကြောင်းမှာစာရေးတဲ့အခါမှာအင်္ဂလိပ်ဘာသာအရပေါ့နော် subject verb object ဆိုပြီးတော့ကျွန်တော်သုံးကြတယ်လीနော်ဆိုတော့သူက subject နေရာမှာသုံးမယ်ဆိုလို့ရှိရင်သုံးရမယ့် pronouns တွေဒီအတန်းကကြတော့ object နေရာမှာသုံးတဲ့အခါမှာသုံးရမယ့် pronouns တွေအဲ့တော့ဒီ subject object pronouns တွေကိုနေရာမှန်မှန်သုံးတတ်ဖို့လိုတာဒီကတော့เนาะကျွန်တော်တို့ subject object ဆိုတာကဘာတွေလဲဆိုတော့သူ့ရဲ့နေရာပေါ်မူတည်ပြီးတော့သူကခွဲသွားတာเนาะသူ့ရဲ့နေရာအပေါ်သူ့ရဲ့ verb နဲ့ပတ်သက်တဲ့သူ့ရဲ့ဆက်ဆက်မှုအပေါ်ပေါ့เนาะကြည့်ပြီးတော့ခွဲသွားတာเนาะရေဘူးရအားဖြင့်ကျွန်တော်တို့ active စာကြောင်းမှာဆိုလို့ရှိရင် verb ရဲ့အရှိမရှိနေရင်ဒါက subject လို့ခေါ်တာ verb ရဲ့အနောက်ကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ object လို့ခေါ်တာเนาะဆိုတော့ subject အတန်းနေဆိုရင်များသောအားဖြင့်ဒီသို့မဟုတ်ကဆိုပြီးတော့ဘာသာပြန်တယ်ဆိုပါတော့ဒီမှာ I ကျွန်တော်ဒီကျွန်တော်ကအဲ့လိုမျိုးဘာသာပြန်ရတယ် we ကျွန်တော်တို့ဒီကျွန်တော်တို့က you သင်ဒီသင်က he she เนาะသူဒီသူကသူမဒီသူမက they သူတို့ဒီသူတို့က I did it ၎င်းဒီ၎င်းကဒါကလူမဟုတ်တဲ့ဟာတိရစ္ဆာန်လည်းဖြစ်နိုင်တယ်အရာဝတ္ထုလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့နမူနာလေးရင်ဆုံးမျက်စိနဲ့မြင်အောင်ဒါလေးပါလားဆိုပြီးတော့ပြောပြတာပေါ့နော်ကျောင်းသားတွေစိတ်ထဲမှာရှုပ်ထွေးတော့မှာဆိုလို့ကဲအဲ့တော့ဒီထီကိုလူတော်တော်များလိလာကြဘူးမယ်လို့ထင်တယ်ဒါပေမဲ့အများစုကရောကြတယ်ပေါ့နော်အဲ့တော့မရောအောင်ကျွန်တော်ကဒါလေးကိုရအောင်မှတ်ထားစေချင်ပါတယ်ထက်ထက်ခါခါတခါနဲ့မှတ်မှတ်မိရင်ထက်ထက်ခါခါရေးပါပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီကိုရန်ဆယ်တန်းနေဆိုလို့ရှိရင်ဒီ pronoun ဇယားကိုမပိုင်ကြလို့သူတို့တွေဒီ stylistic transformation ဆိုတဲ့ဒီ grammar patterns တွေပေါ့နော်အဲ့ဒါတွေကိုပြောင်းတဲ့အခါမှာ
သူတို့တွေမှားကြတယ် grammar လို့ခေါ်တဲ့ patterns တွေပေါ့နော်အဲ့ဒီကိုသူတို့ပြောင်းတဲ့အခါမှာအထူးသဖြင့် direct indirect speech အဲ့ဒီပြောင်းတဲ့အခါမှာပြင် active passive လုပ်တဲ့အခါတွေသူတို့မှားကြတယ်နော်အဲ့တော့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ pronoun ဆိုတာဘာလဲနာမ်ရဲ့အစသုံးတာ noun ခန်းပေါ့နော်အရှိမ noun ခန်းသင်ခဲ့တယ်အဲ့ဒီ noun တွေမှာသူကလူတွေရောလူမဟုတ်တာတွေရောเนาะအရာဝတ္ထုတွေရောအနေအများเนาะပြီးလို့ရှိရင်နာမည်တွေပေါ့ဗျာအဲ့ဒီကိုကျွန်တော်တို့ထပ်ခါပြန်မပြောတော့ဘူးစာကြောင်းတစ်ကြောင်းထဲမှာထပ်ခါခဏပြန်မပြောတော့ဘဲနဲ့အစားထိုးပြီးတော့ပြန်သုံးတဲ့ဟာတွေနာမ်ရဲ့အစားကိုပြန်ပြီးတော့သုံးတဲ့ဟာတွေအဲ့ဒါကိုနာမ်စားလို့ခေါ်တာအဲ့တော့ကျွန်တော်တို့ဘာသာစကားမှာလည်းပဲသက်ဆိုင်ရာနာမ်စားတွေရှိတာကိုနာမ်ရဲ့အစားသုံးတဲ့ဟာတွေရှိတာဆိုတော့ကျွန်တော်ကိုပြောရင်ကျွန်တော်လို့ပြောတယ်ခမရနေမင်းသူဟို၎င်းအဒါဒါတွေကတော့နာမ်စားတွေနာမ်ရဲ့အစားကိုပြန်ပြီးတော့သုံးတာနာမ်စားတွေအခုကျွန်တော်တို့ကဒါကိုလေ့လာနေတာအဲ့တော့ကျွန်တော်တို့ကစနစ်တကျလေ့လာတာဖြစ်တဲ့အတွက်ဒါလေးသိသွားပြီဆိုလို့ရှိရင်စာကြောင်းတစ်ကြောင်းရေးတဲ့အခါမှာဒါတွေကမှားစရာမလိုဘူးเนาะရေးတာပဲဖြစ်ဖြစ်ပြောတာပဲမှားစရာအဲ့တော့ object က me as you him her them it possessive pronoun ကပါတယ် my our your his her their is ဒါက possessive လို့ခေါ်တယ် possessive pronoun ဟောအဲ့ဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာသင်ခဲ့တဲ့ personal pronoun possessive pronoun personal pronoun ဆိုတာဒီအတန်း subject object အတန်းကို personal pronoun လို့ခေါ်တာဟောအဲ့ဆိုတော့လက်စီတွေကမြင်မသွားဘူးလားเนาะကျွန်တော်တို့အဲ့ဆိုဟာသိမခတ်ဘူးပေါ့ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ဒါက possessive ဆိုတာသူကပိုင်ဆိုင်မှုပြောတာမြန်မာလိုဆိုရင်သူက e နဲ့ဘာသာပြန် e ဆိုပြီးတော့ဘာသာပြန်တယ် mine ကျွန်တော် e ကျွန်တော် e ကျွန်တော်တို့ e သင် e သင်တို့ e သူ e သူမ e သူတို့ e ၎င်း e နောက်ထပ် possessive က e ဟာလို့ဘာသာပြန်ရတယ် mine ours yours his hers theirs its နော်ကျွန်တော်တို့ဒီနှစ်ခုကဘာကွာလဲဆိုလို့ရှိရင်သိကြပါတာနော်ဒီပထမအတန်းဒီ possessive ကကြတော့သူ့နောက်က noun တစ်ခုလိုက်တယ်ဒီ possessive plus noun ပေါ့နော်အဲ့တော့ noun တစ်ခုလိုက်တယ်ဒီဟာကကြတော့အဲ့ဒီ possessive plus noun အစားသူကဒါလေးတစ်ခုပဲသုံးတာဆိုတော့ this is my book နော်အဲ့တော့ဒီမှာကြတော့ this is mine လုံးနေတော့ပြီးသွားတာနော်အဲ့ဒါမဲ့ ours yours his hers theirs its ဟုတ်ပါပြီဒီမှာသူတို့အကြောင်းကိုကြည့်မယ်ဆိုရင်သူတို့ they ဆိုတာသူတို့ဒါဆိုရင်လူကိုညွှန်းတာပေါ့ဟုတ်တယ်ဒါဆိုရင်ဒီလူမဟုတ်တာတွေတလိษံတွေဒါမှမဟုတ်အရာဝတ္ထုတွေကိုညွှန်းနေရင်သူ့ရဲ့အများကပါလေဒါပဲဒီဟာပဲเนาะသူကလူရောလူမဟုတ်တာတွေရောအများဆိုလို့ရှိရင်ဒါနဲ့သုံးလို့ရတယ်เนาะတခုပဲဒီမှာ hers တို့ ours တို့ theirs တို့ဒါတွေမှာ s ပါတာသတိထားပါဒီ possessive if ဟာပေါ့နော်အဲ့ဒါသတိထားပါကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ personal pronoun လည်းပြီးသွားပြီ possessive pronoun လည်းပြီးသွားပြီ reflexive pronoun ဆိုတာလားကျွန်တော်တို့သိတဲ့ဒီဇာတ်ထဲမှာပဲ reflexive pronoun ဆိုတာဘာလဲ myself ourselves yourself yourselves himself herself themselves itself တော့ဒီအတန်ထွက်တွေကကြတော့အများမှာ ve ရဲ့စုံနဲ့အနည်းမှာကြတော့ lf เนาะအဲ့တော့ fa တန်နဲ့ဒါ vs เนาะ vz အတန်လေးဒီမှာစုံသွားမယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့က reflexive pronoun လို့ခေါ်တာเนาะအထူးသဖြင့်တော့သူကညာတော့အဖြစ်စာကြောင်းတစ်ကြောင်းထဲမှာ subject ကိုပြန်ပြီးတော့ညွှန်းတဲ့ပုံစံလေးနဲ့ပြန်သုံးတာပေါ့เนาะအဲ့တော့ဒီနမူနာစာကြောင်းတွေကိုကျွန်တော်ခဏနေလို့ရှိရင်စာအုပ်လေးတရားနေပြီးပြမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဆက်သွားရအောင်နောက်တစ်ခုကဘာလဲဆိုတော့ demonstrative pronouns ဘာလဲဆိုတော့ this that these
those ဟောဒါကျွန်တော်တို့သိပြီးသားတယ် this ဆိုတာကအနည်း that ဆိုတာကအနည်းပဲ this ဆိုတာကအများ those ဆိုတာကအများဟောကဲကျောင်းသားတွေ message ကြောင့်မပြောတော့ပါဘူးကျွန်တော်တို့ this နဲ့ these အဲ့ဒီကကိုယ်လက်တကမ်းမှာလက်လန်းမိတဲ့လက်တကမ်းမှာရှိနေတဲ့ဟာတွေကိုညွှန်းတဲ့အခါမှာသုံးတယ်ဒါကတော့အနည်းပေါ့ဒါကတစ်ခုတည်းဆိုရင် this တော့အများဆိုရင် these တော့ဒါကိုယ်နဲ့လက်လန်းမိတဲ့နေရာမှာရှိနေတဲ့ဟာအဲ့တော့ that နဲ့ those နဲ့ကကြတော့သူကကိုယ်နဲ့လက်လန်းမမိတဲ့နေရာမှာရှိနေတာပေါ့နော်အဲ့တော့ that ကတော့တစ်ခုတည်းကိုညွှန်းတယ် those ကတော့တစ်ခုထပ်ပိုတဲ့ဟာကိုညွှန်းတာပေါ့နော် this that these those အဲ့တော့ this က e အရာ this က e အရာများ that ကထိုအရာ those ကထိုအရာများနောက်တစ်ခုကကျွန်တော်တို့သိပြီးသားဟာတွေ who တို့ whom တို့ what တို့ whose တို့ which တို့အဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုတော့ interrogative pronouns ဒါဟုတ်တော့ pronoun အုပ်စုရဲ့ကောက်ထည့်လိုက်တာပေါ့နော်ပြောလို့ဆိုရင်ဒါမေခွန်းစကားလုံးတွေမေခွန်းမလို့ interrogative လို့ခေါ်တာမေခွန်းအဲ့တော့ interrogate ဆိုတာမေးတာစစ်စစ်မေးမြန်းတာအဲ့ဒါကို interrogate လို့ခေါ်တယ်အဲ့တော့ဒါမေးမြန်းတော့ဒါအကျိုးဆိုမေးမြန်းတော့ pronouns များเนาะဒါအမေး pronouns များပေါ့ဗျာအမေးစကားလုံးအမေးနံစာများပေါ့ဒါတွေအမေးနံစာတွေ who whom what whose ဒီဟာလေ which ပဲဟာလေပြီးရင်နောက်ဆုံးမှာ blah 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 question mark နောက်တစ်ခုက relative pronouns ကျွန်တော်တို့ complex sentence တွေရေးတဲ့အခါကြလို့ရှိရင်ဒါတွေပါတယ်เนาะကျွန်တော်တို့ clause တွေရေးတဲ့အခါမှာဆိုရင်ဒါတွေပါတယ်အလွယ်ပြောလို့ရှိရင်ဗျာကျွန်တော်တို့လူတွေ့ရင်ဘာနဲ့ဆက် who နဲ့ဆက် object နေရာမှာဆိုရင် home နဲ့ဆက်ပိုင်ဆိုင်မှုဆိုရင် whose နဲ့ဆက်လူမဟုတ်ရင် which တို့ that တို့နဲ့ဆက်လို့ကျွန်တော်တို့သင်ခဲ့ရတဲ့ဟာလေဒါ relative pronoun เนาะအဲ့ဒီအခန်းကကြတော့ဒါနောက်ပိုင်းကျွန်တော်တို့ clause တွေသင်တဲ့အခါကျရင် sentence တွေသင်တဲ့အခါကျရင်ဒါပါလာလိမ့်မယ်အဲ့တော့အဲ့ဒီပါလာတဲ့အခါမှာသိအောင်လောက်ပဲလောလောဆယ်ကြည်ထားကျွန်တော်တို့ငငယ်ရသင်ခဲ့ရတယ်လူဆိုရင် who set လူမဟုတ်ရင် that set ဆိုတာအဲ့ဒါကတော့လောလောဆယ်မှာတော့ကျွန်တော်တို့ level တစ်ဆင့်မြင့်ပြီးတော့လေ့လာတာဖြစ်တဲ့အတွက်အဲ့ဒါကတော့မမှန်တော့ဘူး that ကတော့လူမဟုတ်တာပဲမဟုတ်ဘူးလူကိုဆက်ချင်လဲရတယ်เนาะလူကိုဆက်ရင်လည်းမမဟုတ်ဒါလေးသိအောင်မှတ်ထားပါเนาะ that နဲ့ which နဲ့ကသုံးတဲ့နေရာမတူဘူးအရာဝတ္ထုတွေညွှန်းတဲ့အခါမှာ that နဲ့ which နဲ့ကသုံးတဲ့ပုံစံသုံးတဲ့အဓိပ္ပာယ်မတူဘူးเนาะအဲ့ဒါကိုလည်းကျွန်တော်တဖြည်းဖြည်းရှင်းပြသွားမယ်နောက်ဆုံးတစ်ခုကတော့ indefinite pronouns တွေပေါ့เนาะ indefinite ဆိုတာပါလေကျွန်တော်တို့ဘယ်ဟာကိုတိတိကျကျညွှန်းတာမျိုးမရှိဘူးဥပမာလူဆိုပါတော့နေရာတွေဆိုပါတော့အရာဝတ္ထုတွေဆိုပါတော့ဒါပေမဲ့လူဆိုလဲဘယ်လူလဲနေရာဆိုလဲဘယ်နေရာလဲအရာဆိုရင်လဲဘယ်အရာလဲဘယ်ဟာကိုမှတိတိကျကျရည်ညွှန်းတာမျိုးမရှိနေဘူးဆိုပါတော့ all အလုံး another နောက်ထပ်တစ်ခုပေါ့နော် any ဘယ်သူမဆိုဘယ်ရမဆို anybody ဘယ်သူမဆို anyone ဘယ်သူမဆို anything ဘယ်ရမဆို each တစ်ခုစီပေါ့နော် either ထွက်လဲရတယ်တန်တော့ကတော့ either ထွက်လဲရတယ်ကိုယ့်ကိုအသားကျနေတာနဲ့ထွက်နော်ပြီးရင် everybody everyone everything few many neither nobody no one none one some somebody someone ဆိုတော့ဒါတွေကလေ indefinite pronouns တွေကိုတိဖို့လိုလားဆိုရင်တအားရေးကြည့်တယ်ကျွန်တော်တို့ active passive လုပ်တဲ့အခါမှာတစ်ခါလေးကြားလို့ရှိရင်ဟာငါပထမစာကြောင်းမှာအပေါ်စာကြောင်းမှာပေါ့နော် passive စာကြောင်းကြီးမှာဟိုဘာ subject မှာမပါဘဲနဲ့ဘာ pronoun မှာမပါဒါကြီးကဘယ်လိုလုပ်အခု active စာကြောင်းပြောတဲ့အခါမှာရှေ့ကိုရောက်လာတာလဲပေါ်လာတာလဲဆိုတာဒါတွေကိုမသိလို့ဒီသဘောတရားတွေကိုမသိလို့ပေါ့နော်အင်္ဂလိပ်စကားမှာကျတော့ကျွန်တော်တို့မသေးချာတဲ့မရရတဲ့ဟာတွေကိုတစ်ခါလေးမြုပ်ပြီးတော့ရေးတဲ့စာကြောင်းနေတာတွေရှိတယ်เนาะသူတို့ပြင် passive စာကြောင်းတွေ there is there are စာကြောင်းတွေဆိုတော့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့မသေးချာတဲ့ဟာ subject ကเนาะဘယ်သူဘယ်ဝါဘယ်အရာမသေးချာတဲ့အခါမှာကျွန်တော်တို့ဒါတွေသုံးလေးရှိတယ်เนาะသုံးလေးလည်းရှိတယ်မြုပ်လေးလည်းရှိတယ်အဲ့တော့ပြန်ဖွင့်လဲသိရမယ်မြုပ်လို့ရှိရင်လည်းဒါမြုပ်ထားတယ်ဆိုတာသိရမယ်အဲ့တော့ကျွန်တော်တို့ကဘယ်ခါမှသုံးဝင်လဲဆိုတော့ဒါတွေကိုသိထားရင်ကျွန်တော်တို့ဘာသာပြန်လုပ်တဲ့အခါတွေကြာရင်ဒါမို့ဘာသာပြန်ဖတ်တဲ့အခါကြာလို့ရှိရင်เนาะအင်္ဂလိပ်စာတစ်ခုကိုဘာသာပြန်ဖတ်တဲ့အခါကြာရင်ဒါတွေသိထားလို့ရှိရင်ကျွန်တော်တို့အတွက်လွယ်ကူတာကိုတွေ့ရပါတယ်เนาะကဲဆိုတော့ကျွန်တော်တို့ဒီခုနှစ်ခုလုံးကိုရေပူရကျွန်တော်တို့လေ့လာပြီးပါပြီအဲ့တော့ကျောင်းသားတွေအနေနဲ့ဒီမှာပါခဲ့တဲ့အခုပြောခဲ့တဲ့ဟာတွေကိုမှန်ခဲ့တော့သိပြီးသားတယ်အဲ့တော့ဘယ်ဟာက demonstrative လဲဘယ်ဟာ interrogative လဲမမမေ့လဲကိစ္စမရှိဘူး။ဒါတွေက okay pronouns တွေပါလားဆိုတာသင်ရပြီ
ဟုတ်ပြီနော်မှတ်ထားတော့ကောင်းတော့ဗျာကဲနောက်ဆုံးပြောရရင်တော့ကဲဒါလေးတွေကို note ထဲမှာချရေးထားမယ်မှတ်ထားကြမယ်နော်ကဲဒီသဘောတရားလောက်ကျွန်တော်သင်ပြီးပြီဖြစ်တဲ့အတွက် unit 59ကိုကျွန်တော်တို့တွားကြည့်အောင်ကဲ unit 59ကဘယ်ကနေစလဲဆိုတော့ I me ရဲ့ he him နဲ့ they them နဲ့မှတ်မိလားခုနကကျွန်တော်တို့ personal pronoun တွေနော်အဲ့ကဟာတွေကိုသူကပြန်ပြောပြတယ်ဒီမှာအစိမ်းရောင်နဲ့လူတယောက်ကသူ့ကိုယ်သူလက်ညှိုးထိုးတယ်ဒါမှ subject အတန်း I we you he she they object ဆိုရင် me us you him her them အဲ့လိုမျိုးတွေတွားတယ်တွေ့တယ်နော်ကဲအဲ့တော့ဒီမှာတယောက်ထပ်ပို့တဲ့နှစ်ယောက်သူတို့ကိုသူတို့ညှိုးနေပါလေ we တဲ့ဒါပါလေ you တဲ့ he တဲ့ him တဲ့ she တဲ့လက်ညှိုးထိုးပြန်တယ် she တဲ့ they တဲ့တယောက်ထပ်ပို့တဲ့လူတွေသူညှိုးတယ် they တဲ့သူတို့ပေါ့နော်အဲ့တော့ဒီ subject pronouns တွေကဒီမှာကျွန်တော်ပထမကရှင်းပြခဲ့သလိုပဲ subject နေရာမှာရှိနေတာဒီ active စာကြောင်းတွေမှာဆိုလို့ရှိရင်ဒီ subject pronoun တွေကိုဘယ်မှာတွေ့ရလဲဆိုတော့ verb ရဲ့အရှိမတွေ့ရတတ်တယ် object pronouns တွေကြတော့ဒီ active စာကြောင်းတွေမှာဆိုလို့ရှိရင် verb ရဲ့နောက်မှာတွေ့ရတတ်တယ်เนาะသူတို့ကိုအရှိမပြောခဲ့သလိုပဲ go လို့ဘာသာပြန်ရတယ်เนาะ I know Tom ငါထုံကိုသိတယ်ငါဒီငါကဆိုရဲဟာဒီမှာတော့ကျွန်တော်တို့မြန်မာစကားမှာနေတိုင်းတော့စာကြောင်းထဲမှာတော့ထည့်ပြောမနေဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာသိရမယ်ဒီကဆိုတာသိတာ we know Tom ငါတို့ထုံကိုသိတယ်ငါတို့ကထုံကိုသိတယ်ငါတို့ဒီထုံကိုသိတယ်ဒီလိုပြောချင်တာဒါပေမဲ့မြန်မာစကားရဲ့ကျွန်တော်တို့ပြောထုံးဖြေလျားလာတဲ့เนาะစကားပုံစံတွေအရာကျွန်တော်တို့ဒီကဆိုတာဒါတွေအထင်မပြောတော့မပြောလဲကျွန်တော်တို့သိရเนาะကျွန်တော်ကလေ့လာနေတာဖြစ်တဲ့အတွက် okay ဒါကလူတွေကိုလေ့လာတာအရာဝတ္ထုတွေကိုလေ့လာတယ်ဆိုတော့အရာဝတ္ထုတွေဆိုရင်ဘာနဲ့ညွှန်းလဲ it subject မှာလဲ id it ပဲ object မှာလဲ id it ပဲတစ်ခုတည်းပို့သွားပြီဆိုရင် they them အဲ့တော့ကျွန်တော်တို့ me တို့ her တို့ them တို့စသဖြင့်ပေါ့နော်ကျွန်တော်တို့အပေါ်မှာခုပြောခဲ့တဲ့ဒီ object အတန်းဒီ object အတန်းက pronouns တွေကိုတဲ့ကျွန်တော်တို့ for တို့ to တို့ with တို့စတဲ့ preposition တွေနောက်ကနေတွဲပြီးတော့သုံးတတ်တယ်တဲ့ This letter isn't for me it is for you Who is that woman why are you looking at her အဲ့ဒီမျိုးသမီးကဘာတူလဲမင်းဘာလို့သူ့ကိုကြည့်နေတာလဲစသဖြင့်ပေါ့နော်ဒါလေးတွေကတော့မှတ်စရာလေးတွေပေါ့နောက်ပိုင်း preposition ခန့်တင်သွားရင်လည်းဒါလွယ်လာမှာပါတကူတကကြီးမှတ်စရာတော့မလိုနဲ့နော်နောက်တစ်ခုက give them to နော် give it သို့မဟုတ်ရင် give them အဲ့တော့ပြောချင်တာကဒီလိုပုံစံလေးနဲ့လည်းသုံးထက်တယ်တဲ့ I want the book please give it to me ဒါက verb နောက်ကလိုက်တဲ့ object တွေ object နှလုံးရှိတယ်ဘယ် object အရင်လာမလဲဆိုတာရှိတယ် direct object နဲ့ indirect object ဆိုတဲ့သဘောတရားရှိတယ်ဒါလေးကတော့မသင်ခင်ကလေးပေါ့နော်ဘာလို့ဆိုတော့နောက်အခန်းမှာသူက direct object indirect object ဘယ်နားမှာအဲ့ object နှလုံးပြောဖို့လိုလာရင်အဲ့ဒါကိုဘယ်လိုထားမလဲဆိုတာနောက်အခန်းမှာရှိတယ်ဒီခန်းမှာတော့ကျွန်တော်ဒါ pronoun ခန်းဖြစ်တဲ့အတွက်ဒီလိုလေးရှိတယ်ဆိုတာပဲစိတ်ထဲမှာမှတ်ထားလိုက်တော့ပေါ့နော် give it to me Robert needs these books can you give them to him please Robert ကဒီစာအုပ်တွေလိုအပ်နေတယ်သူ့ကိုဒါတွေဒီစာအုပ်တွေပေးလို့ရမလား please ကဲထုံးစံတိုင်းဒီအင်စာလေးလို့ဖြေကိုနောက်မှတော့တိုက်ကြည့်နော်နောက်တစ်ခုကဒါ possessive mine တို့ his တို့ their တို့ mine our your his her their အဲ့တော့ I ဆိုလို့ရှိရင် mine နဲ့ we ဆိုရင် our တဲ့ဒါတွေကတည်ပြီးသားဆိုတော့တကူကမရှင်းနေတော့เนาะအဲ့တော့ခုနကအရှိမရှင်းပြခဲ့သလိုပဲဘာနဲ့တွဲလဲနောက်ကနောက်တစ်ခုနဲ့လိုက်တယ်เนาะဒီပိုင်ဆိုင်မှုစကလုံးနေတယ်နောက်ကနောက်တစ်ခုခုပါတယ်เนาะဒါလည်းခုနအသိပါတယ်เนาะ NDA ရဲ့ပိုင်ဆိုင်မှုဆိုရင် NDS is အခုကျွန်တော်ပြောခဲ့သလိုပဲ my you are his ခုနကအခုအပေါ်ပြောခဲ့တဲ့ဒါတွေအကုန်လုံးကဘာနဲ့တွဲလဲ plus now เนาะဒါလေးတွေမှတ်တာပတ်တန်းလေးမှတ်တာ my hands his new car
her parents, our clothes, your best friend, their room. မှာ Amy ဆိုတဲ့အမျိုးသမီးဒီမှာကားလေးပါဘယ်သူက her car Amy ရဲ့ဘယ်သူရဲ့ကားလဲ Amy ရဲ့ကား Amy's car her husband သူရဲ့ husband Amy ရဲ့ husband Amy's husband her children ဘယ်သူ children Amy's children မှာ Andy ဆိုတဲ့တယောက်ဘယ်သူရဲ့ bike လဲ his bike his sister his parents Mr. and Mrs. Lee အဲ့တော့ Mr. Lee နဲ့ Mrs. Lee ပေါ့နော်သူတို့ရဲ့ son their daughter their children ဒါလည်းရှုပ်စရာမလိုဘူးတဲ့ idea is ဆိုတာ၎င်း eat ထိုအရာ eat ပြောချင်တာ it is ဆိုတာကတော့ it is ပေါ့နော်ဟိုကျွန်တော်တို့သိပါတယ်ဒါကသူက is ကိုပြောတာကျွန်တော်တို့ကရှုပ်မှဆိုလို့ရောမှဆိုလို့ဒီစာအုပ်ကအသေးချာရှင်းပြတာပေါ့နော်နမလေးကြည့်အောင်ပေါ်စာကြောင်းနဲ့အရင်ကြည့်မယ် Oxford is famous for its university Oxford မြို့ကဒါမှမဟုတ် Oxford အရက်ကသူ့ရဲ့ university တက္ကသိုလ်ကြောင့်နာမည်ထင်ရှားတယ် I like Oxford it is a nice place it's a nice place အဲ့ဒါဘယ်လို is လဲ Oxford လို့ပြောတာ Oxford ကတာယာတဲ့နေရာတစ်ခုပဲကောင်းတဲ့နေရာတစ်ခုပဲเนาะဒါလေးပြောချင်တာနောက်တစ်ခါသွားမယ်ဒါကတော့ mine တို့ yours တို့ hers တို့ညတော့အဖြစ်ဒီလို whose နဲ့မေးတဲ့မေးခွန်းတွေကိုဒီလိုမျိုးပြန်ဖြေတာမျိုးလေးဖြေလို့ရတယ်ပေါ့နော်အဲ့တော့အပေါ်မှာကျွန်တော်ပြောခဲ့သလိုပဲသူကmy money ဆိုပါတော့ possessive နဲ့ possessive စကားလုံးနဲ့ noun နဲ့ပေါင်းထားတာသူကပါလေအဲ့နှစ်ခုလုံးတစ်ခါတည်းပေါင်းပြီးပြောလို့ရတယ် mine our money ours your money yours his money his our money hers their money theirs အဲ့တော့တယောက်ကဟာလည်းအဲ့တည်းပဲ point ဟာကိုရှင်းပြတာနော် Is this book mine or yours အဲ့ဘာပြောချင်တာ Is this book my book or your book လို့ပြောချင်တာဒါဘာလို့ကျွန်တော်မရှင်းမနဲ့ကြော်သွားလဲဆိုတော့ခုနကအရှိအခံလေဒီ possessive plus noun လို့ပြောတာနော်အဲ့တော့သူက one mat ဟိုပြန်နှွှေးပေးတာပေါ့နော် one mat လုပ်ပေးတာသူကအဲ့တော့ကိုကဒီ mine yours စသဖြင့်ဒါတွေသုံးရင်ဘာကြောင့်ဒီလိုသုံးလဲဆိုတာသိရမယ် I didn't have an umbrella ငါမှထီမရှိဘူးထီမပါဘူး so Sarah give me hers အဲ့ဘာပြောချင်လဲ Sarah give me her umbrella လို့ပြောချင်တာ Is their problem not ours အဲ့သူရဲ့ပြဿနာပဲငါတို့ဟာမဟုတ်ဘူး not our problem we went in our car and they went in theirs ငါတို့ကားတွေကိုဝင်တယ်သူတို့ကသူတို့ရဲ့ကားတွေကိုဝင်တယ် theirs ဆိုတာ their car ကိုပြောချင်တာအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ရေးထုံးပေါ့နော်ဘာလဲဆို a friend of mine a friend of his some friends of yours စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြောတယ် a friend of me လို့သုံးလို့မရအောင် a friend of he လို့သုံးလို့မရအောင်နော် friend of mine အဲ့လိုမျိုးလေးသုံးပါတယ်နော်ဒါသူ့ရဲ့အင်္ဂလိပ်ရဲ့ရေးထုံးပေါ့ဗျာနှစ်ပေါင်းများစွာကြားလာတဲ့ရေးထုံးဒါလေးရတယ်မှတ်တာဒီမှာ whose ဒါကတော့မေကွန်းစကားလုံးကိုတစ်ခါတည်းသူကထည့်ပြောထားတယ် whose phone is this အဲ့ဒါပြောချင်တာ is it your phone or his phone or my phone ဒါဘယ်သူဖုန်းလဲ whose phone is it is this you can use whose with or without a noun အဲ့တော့ whose နဲ့ဆိုလို့ရှိရင်နောက်ကနေ noun လိုက်လဲရတယ် noun မလိုက်လဲရတယ်အဲ့လိုပြောလို့ရတယ်နမူနာကြည့်အောင် whose money is this အဲ့လိုမျိုးလို့ရတယ် whose is this whose shoes are these ဘယ်သူဖနေတယ်ဒါမှမဟုတ် whose are these အဲ့လိုပြောလို့ရတယ် they are John's ဘာပြောချင်လဲ they are John's shoes အဲ့လိုပြောချင်တာမပြောချင်လို့ first topic as နဲ့အတူပေါင်းကြည့်လိုက်တယ်ဒါလေးရမယ်ထင်တယ်နော်ဒီကတော့လေဟိုဟာတကြောင်ချင်းကျွန်တော်ရှင်းပြတဲ့နည်းကိုမသုံးတော့ဘူးနော်ဘာလို့ဆိုဒီစာကြောင်းတွေကတအားလွယ်တယ်ကြည့်လို့မသိခဲ့လို့ရှင်တော့လာမေးနော်ဘာလို့ဆိုကျွန်တော်ကသဘောတရားကိုသင်တာဖြစ်တဲ့အတွက်ဒီနေရာတွေမှာဒီလိုသုံးပါလားဆိုတာကိုကျွန်တော်ဥမာလေးနဲ့ပြတာပေါ့နော်ရှေ့မှာပြောခဲ့ဟိုရှေ့ကဗီဒီယိုတွေမှာပြောခဲ့တယ်လို့ကျွန်တော်ဒီစာသင်ရတဲ့ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ grammar ကြီးတွေဘာတွေကိုဖိပြီးတော့အားလုံးကြီးသိနေရမယ်ပြောချင်တာမဟုတ်ကျွန်တော်တို့
အင်္ဂလိပ်စာကိုရေးတဲ့အခါမှာပြောတဲ့အခါမှာဖတ်တဲ့အခါမှာကျွန်တော်တို့ရှော့ရှုနဲ့နော်လင်းမြန်နဲ့ထိထိရောက်နဲ့ကျွန်တော်တို့နားလည်ဖို့ပြောနိုင်ဖို့ရေးနိုင်ဖို့ဒါတွေအတွက်ကိုကျွန်တော်တို့လိုအပ်လို့ထည့်ပေးရတယ်တင်ရတယ်ဟာလို့ခေါင်းထဲမှာမှတ်ယူပေါ့နော်ထည့်ထားပြီးမှတ်ယူပေါ့နော်အဲ့တော့ဒီမှာဒီ62ကတော့ I mean my mind ခုနကတဲ့အရှိမ59 60 61အဲ့ဒါတွေကိုသူပြန်ပြီးတော့စုပေါင်းပြီးတော့နှွှေးထားတာနော်စုပေါင်းပြီးတော့ရေးထားတာဒါဆိုလို့ရှိရင် subject နေရာမှာသုံးတဲ့ pronoun ဒါဆိုရင် object နေရာမှာသုံးတဲ့ pronoun ဒါဆိုရင် possessive အကြောင်းဒါဆိုလို့ရှိရင် possessive ဒုတိယ possessive အကြောင်းနော်အဲ့ဒါပြောထားတာခက်နေဒီစာကြောင်းနဲ့လည်းအဲ့တိုင်းပဲအဲ့တော့63မှာကျွန်တော်တို့က reflexive pronoun ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လောက်ကြည့်အောင်ပြီးရင်ဒါနဲ့သုံးတတ်တဲ့ဟာလေးရှိတယ်နော်အဲ့တော့ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင် he is looking at himself ဟောသူ့ကိုယ်သူပြန်ကြည့်နေတယ် have yourself ဆိုတာကိုယ့်ကိုထည့်စားပါကိုယ့်အိမ်လိုသဘောထားပါစသဖြင့်ပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဥပမာအာမနာပါနဲ့ဆိုတာလဲဒါမျိုးအနေနဲ့ပြောလို့ရတယ်ဒီဟာကိုလေဘာလို့ဆိုတော့ဒီစကားပြောပြီဆိုလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲပွဲပေါ့နော်ပွဲတစ်ခုကိုသွားတယ်ဒါမှမဟုတ်လို့ပေါ့ပါတီတစ်ခုကိုသွားတယ်အဲ့ခါမှာကျွန်တော်တို့မြန်မာတွေလိုမျိုးပေါ့နော်အင်ရှင်လာထည့်ပေးတဲ့ထီကိုမစောင့်နဲ့တော့အင်ရှင်လာချပေးတဲ့ထီကိုမစောင့်နဲ့တော့ကိုယ့်ကိုယူစားအာမနာနဲ့အစင်ပြေလာထည့်စားအဲ့လိုမျိုးပြောတဲ့အခါတွေမှာသူက help yourself လို့ပြောတယ်နော်ဒါတော့ကြုံကြိုက်လို့ရှင်းပြတာပါနောက်တစ်ခုက they are enjoying themselves အများမလို့တွေ့လား reflexive pronoun တွေစီသူကများသောအားဖြင့် subject ကိုပြန်ပြီးတော့ညွှန်းလေးရှိညွှန်းပြီးပြန်သုံးလေးရှိတယ်နော်သူတို့ပြောနေကြတယ် I myself he himself she herself you အနည်းဆိုရင် yourself အများဆိုရင် yourself we ourselves they themselves look I looked at myself in the mirror အောင်ကမနေ့မှကြည့်တယ် he cut himself with a knife သူဓာတ်ရှာသွားတယ်သူဓာတ်နဲ့ထိမိသွားတယ်ပေါ့နော်ရှာမိသွားတယ် she fell off her bike ဆိုရင်ပေါ်နေကြတယ် but she didn't hurt herself but ဒါပေမဲ့သူမနာသွားဘူးပြောဆိုသူစပိန်လဲတယ်လို့ပြောချင်တာဒီကတော့နော်ဒါပေမဲ့ဒါသူ့ရဲ့အတုံးလေးတွေပေါ့နော်မဓာတ်ရှာတယ်ဆိုလည်းအဲ့တိုင်းပဲဒီလိုမျိုးလေးတွေတုံးတက်တဲ့အတုံးလေးတွေတော့ဒါမှတ်ထားမှာပေါ့ကျွန်တော်တို့တစ်ခါလေ grammar ကြီးပဲလေ့လာတဲ့အခါကျလို့ရှိရင်သူတို့စီမှာမပြောတဲ့စကားလုံးတွေစာကြောင်းတွေကျွန်တော်တို့ backward ဖြစ်တဲ့စာကြောင်းတွေပေါ်လာတတ်တယ်ပေါ့နော်အစင်မပြေတဲ့စာကြောင်းတွေပေါ်လာတတ်တယ်ပြီးရင်သူတို့အဲ့လိုမျိုးရေးလို့ရှင်လဲကိုသိဘာသာမပြန်တတ်ဘူးနားမလည်ဘူးဆိုတာမျိုးရှိတယ်ပေါ့နော်တကယ်တမ်းတော့ဒီမျိုးမှာတယောက်နဲ့တယောက်အယူဆမတူတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီသူ့ရဲ့ဘာသာစကား concept လေးကိုသဘောတရားလေးသိအောင်ဒီ native တယောက်ရေးထားတဲ့ဒီလိုမျိုး example sentence တွေကိုများလို့အဲ့ဒါတွေကိုများအတူယူပေါ့နော်အဲ့ဒါမျိုးဆိုလို့ကျွန်တော်တို့ပို့ပြီးတော့တိုးတက်လာနိုင်တယ်အဲ့တော့ဒီမှာလည်းက please help yourself ဒါတယောက်တည်းကိုပြောတာတယောက်တည်းပို့နေပြီဆိုရင်ပါလေ please help yourselves we had a good holiday we enjoyed ourselves no they had a nice time they enjoyed themselves ဒီမှာကြည့် she is looking at him သူကသူ့ကိုကြည့်တာ he is looking at himself သူကသူ့ကိုယ်သူပြန်ကြည့်တာမှန်တယ်မှာမတူဘူး you never talk to me နင်ကဘယ်တော့မှမစကားမပြော sometimes I talk to myself ဒါကိုယ့်ကိုပြန်ပြောနေတာရမလားမသိဘူးနော်အဲ့တော့နောက်တစ်ခု by myself တို့ by yourself တို့အဲ့ဒါဆိုရင်ဘာအဓိပ္ပာယ်လဲဆိုတော့ကိုယ့်ဟာကိုယ်ဆိုတဲ့အဓိပ္ပာယ်ကိုယ့်ကိုယ်လို့ဒါမှမဟုတ်ရင်တကိုယ်ဒီအထီးကျန်တယ်ဆိုတဲ့ပုံစံပေါ့နော်တကိုယ်ဒီဆိုတဲ့အထီးကျန်တာတော့မဟုတ်ဘူးတကိုယ်ဒီဆိုတဲ့ပုံစံမျိုးပေါ့ I went on holiday by myself ငါ holiday ကိုယ့်ကိုယ်သွားတယ်နော်ကိုတယောက်တည်းသွားတယ်ငါတယောက်တည်းသွားတယ် was she with friends သူတငယ်ချင်းနေနဲ့လား no she was by herself သူတယောက်တည်းပဲနောက်တစ်ခုက each other တယောက်ကိုတယောက်ဆိုတဲ့သဘောပေါ့နော်အဲ့ဒီပဲတော့ဒီမှာရှင်းပြနေတာကျွန်တော်လည်းဖတ်ပြပေးမယ် Kate and Helen
are good friends Kate နဲ့ Helen ကတငယ်ချင်းကောင်းနေ they know each other well သူတို့တယောက်နဲ့တယောက်ကောင်းကောင်းသိတယ်ဘာပြောချင်လဲဆို Kate knows Helen Helen knows Kate ဒါ each other ဆိုတာအပြန်အလှန်ပဲ Paul and I live near each other အဲ့တော့ Paul လည်းကျွန်တော်နဲ့နီးတယ်ကျွန်တော်လည်း Paul နဲ့နီးတယ်အပြန်အလှန်ပဲနော်အဲ့တော့ each other နဲ့တဲ့ခုန selves ဒီနဲ့ကျွန်တော်တို့ကြည့်ကြည့်အောင်တဲ့ James ရဲ့ Sue ရဲ့တယောက်တည်းပါလေကြည့်နေကြ James and Sue looked at each other အဲ့ပါလေတယောက်ကိုတယောက်အပြန်အလှန်ကြည့်နေတယ် James ကလည်းသူ့ကိုကြည့်တယ်သူကလည်း James ကိုကြည့်တယ်အဲ့လိုမျိုး James and Sue looked at themselves အဲ့ဆိုရင်တော့သူတို့ကသူတို့မှန်တယ်မှပြန်ကြည့်နေကြတာကိုပြောချင်တယ်နော်ဒါမှမဟုတ်အလင်းပြန်တဲ့နော်နေရာတစ်ခုခုမှာနော်အယောင်ပြန်တဲ့နေရာတစ်ခုခုမှာသူတို့ကြည့်နေကြတဲ့ဟာပြောချင်တာအဲ့တော့သူကလည်းသူ့ကိုသူကြည့်တယ်သူမကလည်းသူ့ကိုသူကြည့်တယ်အဲ့ဒါပြောချင်တာဒီခါတော့ရမယ်ထင်ပါတယ်နော်ဘာမှခက်ခဲတာတွေပါနေအေးစားလုပ်ပါကဲနောက်ဆုံးတစ်ခုအဲ့ဒါပါလဲဆိုတော့ကျွန်တော်ခုနကသင်ပေးတဲ့ထဲမှာမပါတဲ့ first of s ပေါ့နော်အဲ့တော့ first of s ဆိုတာကခုန possessive လို့အတူတူပဲနော် his to her ဗာလဲ my our your his her their its အဲ့တော့ pramma possessive နဲ့အတူတူပဲအဲ့တော့ first of s တက်ပြီးတော့လူတစ်ယောက်ရဲ့နော်နာမည်တစ်ခုခုရဲ့စီမှာ first of s တက်ပြီးတော့နောက်ကနောင်းလိုက်ရတာနော်ကြည့်ကြအောင် my camera ဒါ Kate ကပြောတာ my camera တဲ့အဲ့ဘာသူရဲ့ camera Kate's camera her camera ဒါ my brother ကျွန်တော် brother my brother's car his car my car ဒီကပြောချင်တာ first of s the manager's office manager ရဲ့ရုံးခန်း his office her office ဒါမျိုးပြောတာနော်တကယ်လို့ပေါ့နော်ကျွန်တော်တို့နာမည်ဒါတွေမှာကျွန်တော်တို့က is ပါပြီးသားဖြစ်နေတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ first story as အစား as ပုံမှာ ਨੇ အဲ့ဒီရှိပြီးသား as ပုံမှာ ne first story လေးတင်လိုက်ရပြီเนาะအဲ့တော့ကျွန်တော်တို့ first story as ကိုတဲ့ပုံမှန်အားဖြင့်ဘယ်လိုတွေအသုံးတာလဲလူတွေအတွက်ပဲသုံးတာလူမဟုတ်တဲ့ဟာတွေအတွက်မသုံးအဲ့တော့ဒါနမူနာတွေပြထားတာ I stayed at my sister's house ငါညီမရဲ့အိမ်မှာငါနေတယ်ငါတဲခဲ့တယ်ပေါ့နော် the house of my sister လို့တွားရေးနေတယ်တွားမရေးနဲ့မရအောင်နော်ဒီလို off နဲ့တွားသုံးလို့မရအောင်တွား first story s နဲ့ပဲသုံးပါတယ်လူအတွက်ပေါ့နော် have you met Mr. Black's wife not the wife of Mr. Black အဲ့လိုတော့မပြောနော်ဒါလူဆိုလို့ရှိရင်တီးတန့်သုံးတာ first story s ကအော်နောက်ကြရင်ဒီမှာ first story s ကိုနောက်မပါဘဲနဲ့လည်းသုံးလို့ရတယ်တဲ့အဲ့ဒါကဘယ်နေထားမှလဲဆိုတော့ကျွန်တော်တို့ခုနကဒုတိယ possessive သင်ခဲ့တယ်လို့အဲ့လိုပုံစံမျိုး Sophie's hair is longer than Kate's အဲ့ဒါပြောချင်တယ် Kate's hair whose umbrella is this is my mother's ပြောချင်တာ this is my mother's umbrella နော် Where were you last night I was at Paul's ဘာပြောချင်တာလဲ I was at Paul's house အဲ့လိုပြောချင်တာဟောဒီမှာကျွန်တော်ခုနကပြပြတယ်အနည်းဆိုရင် first of s အများဖြစ်လာပြီအဲ့ပေါ်မှာအဲ့ s လေးပေါ်မှာ first of လေးတင်လိုက်ရုံပဲ my house my friend's houseဒီလား first of s လေးဒီမှာလည်းနမူနာပြထားတာအနည်းတွေမှာဆိုရင် first of s နော်ဒီမှာအများတွေမှာဆိုရင် for s first ofဒါမျိုးလေးပေါ့နော်ဟောလာပြီအဲ့ဒါဆိုရင်အရာဝတ္ထုတွေကျတော့ဘာနဲ့တော့ off နဲ့တော့လူမဟုတ်တဲ့ဟာတွေဆိုရင် off နဲ့တော့ look at the roof of the building အဲ့ဒီစောက်အောင်ရဲ့အမိုးကိုကြည့်ပါဦး the building's roof လို့တွားရေးလို့မရတော့မရှိဘူး we didn't see the beginning of the film ရုပ်ရှင်ရဲ့အစကိုငါတို့မကြည့်လိုက်ရဘူး the film's beginning တွားရေးလို့မရ What's the name of this village? ဒီရွာရဲ့နာမည်ကဘာလဲ Do you know the cause of the problem? ပြဿနာရဲ့အရင်းမြစ်ကိုမသိလား You can sit in the back of the car. ကားရဲ့နောက်ခန်းမှာမထိုင်လို့ရတယ် Madrid is the capital of
Spain Madrid က capital Spain ရဲ့မြို့တော်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဆိုရင် off ကိုလူတက်ပဲသုံးမယ်အဲ့ဆိုရင် apostrophe s ကို off ကိုလူတက်မသုံးရအောင်နော်လူတက်ဆိုရင် apostrophe s ကိုပဲသုံးရမယ်လို့ဆိုတော့ဒါဆိုရင်အရာဝတ္ထုတွေအတွက်ကိုလုံးဝ apostrophe လုံးဝမသုံးရတော့လားဆိုတော့မဟုတ်ဘယ်လိုနေထားမှာသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီလူမဟုတ်ပေမဲ့အဲ့ဒါကိုလူလိုမျိုးတင်စားပြီးပြောတဲ့အခါမျိုးဆိုရင်ကျွန်တော်တို့သုံးလို့ရတယ်ဥပမာအမိမြန်မာနိုင်ငံတော်လို့ဆိုပြီးတော့ကျွန်တော်တို့နိုင်ငံကိုကိုယ့်နိုင်ငံကိုတရှိလူသားတယောက်လိုတင်စားပြီးပြောချင်လို့ရှိရင် Myanmar apostrophe တက်ပြီးတော့ကျွန်တော်တို့နောက်က bla bla ကိုပြောချင်တာထည့်ပြောလို့ရတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်သင်ချင်တဲ့အခန်း noun pronounce ခန်းပေါ့နော် pronounce နဲ့ possessives တွေအကြောင်းပြောတာကတော့ဒီနေရာမှာပြီးပါပြီ64ထိပြီးသွားပြီဆိုတော့ unit 59ကနေ64ထိအိမ်စာလေးလွတ်စေချင်ပါတယ်ဖြေရနောက်ကျောင်းမှာတိုက်ကြည့်လို့ရတယ်ပြီးတော့မှကျွန်တော်နောက်ဗီဒီယိုတွေကြတော့မှကျွန်တော်တို့ဒီ AN တို့စသဖြင့်ပေါ့နော် article တွေအကြောင်းကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပဲကျွန်တော်ဒီလိုမျိုးအလားတူသင်ခန်းစာလေးတွေကိုကျွန်တော်အခါအားလျော်သလိုစူးစမ်းပြီးတော့တင်သွားပေးမှာဖြစ်လို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ပေါ့နော်ပြီးလို့ရှိရင်နောက်ပိုင်းတင်တဲ့ဗီဒီယိုလေးတွေလည်းမလွတ်ရအောင်ဒီ channel လေးကို subscribe လုပ်ထားလို့ရပါတယ်ပြီးလို့ရှိရင် subscribe လုပ်တဲ့အပြင်ကိုမှကျွန်တော်တို့အချက်ပေးခေါင်းလောင်းပုံစံလေးလည်းနှိပ်ပြီးတော့ notice ယူလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီ channel လေးတွေရှိလို့ရှိရင် comment မှာမေးပါအချိန်မီမေးပါကျွန်တော်အားဒါနဲ့ကျွန်တော် message ကိုမြင်တာနဲ့ဖြေဖို့အဆင်ပြေတာနဲ့တန်းပြီးတော့ဖြေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်